အားလုံးပဲမင်္ဂလာပါနော်အခုက LED tester ပေါ့နော် LED tester မှာမီးသီးလေးတွေထပ်ရတဲ့ဟာလေးတွေကဲအဲ့ဒါလေးတွေဝါသနာတော်တော်ပါကြတယ် view တွေတော်တော်များတယ် TikTok ဘက်မှာလည်းများတယ်ပေါ့နော်တော်တော်များတော့ LED tester ဆိုတော့ဒီ LED tester လုပ်တဲ့ဟာကတော့ရှိတာနဲ့လုပ်တာပေါ့နော် LED tester လုပ်နည်းတွေကတော့အများကြီးရှိတယ်လုပ်နည်းတွေကအများကြီးရှိတယ်ကိုကြိုက်တဲ့ပုံစံနဲ့လုပ်လို့ရတယ်ဒါပေမဲ့ဒီထေကနေပြီးတော့ကျွန်တော်လည်းရှိတာနဲ့ဒီနည်းပေါ့နော်နောက်ထပ်အဲ့ဒီ tester လုပ်လို့ရတဲ့ circuit ပြားတွေလည်းရှိသေးတယ်ဒါကတော့အချွတ်လုံးပြီးတော့ဒီလိုဖြစ်သွားပြီပေါ့နော်ပြီးတော့မှပြန်ဆင်ရမှာဘလုံးစားကြည့်ပေါ့နောက်မှ FPD လောင်တာပါ FPD လောင်တဲ့ဟာပေါ့နော်ဒါကတက်ဒါနဲ့မဆိုင်တဲ့ဟာပေါ့နော် induction အကောင်ပြန်ဆင်ပြီးတော့မှအဲ့ကောင်မတော့ပြက်နေတဲ့ဟာဖြုတ်တာလွန်သွားလို့စားကြည့်ဖြစ်သွားတယ်အဲ့တော့ခုနကပြန်ဆက်မယ်ဆိုရင် LED tester ပေါ့နော်ဒီမီးသီးလေးတွေကတိတ်မကောင်းတော့ဘူးပေါ့နော်အဲ့တော့ဒီကသူ့မှာပါတဲ့ supply ပေါ့နော်အဲ့ဒီ supply နဲ့ကျွန်တော်တို့စမ်းကြည့်မယ်အဲ့ supply နဲ့စမ်းမှာပေါ့နော်ဒါလို့သူစီကဒီကောင်မီးသီးကျွန်းပေါ့နော်မီးသီးကျွန်းတဲ့ဟာတွေမီးသီးကျွန်းတဲ့ဟာတွေဆိုတော့မီးသီးကျွန်တော်ချော့လိုက်တော့မှာမရှိလဲရှိလေးနဲ့ကြည့်ဘူးသူတော့ဗောဗျာဒါလည်းရှိတာနဲ့လောက်တာဗောနောက်ထပ် tester တွေ LED tester တော့မျိုးစုံပါပဲကိုဒီ step down ကတ်တွေနဲ့လည်းလုပ်လို့ရတယ်အဲ့ဒါနေနဲ့လည်းတော့ဘူးသရပြင် entertainment ဖြင့်ကြည့်ဖို့တော့လေမျိုးစုံမျိုးစုံတော့ကျွန်တော်တင်ပေးမှာပါဟိုကတော့မှဒါလေးဖြစ်သွားပြီနော်ဘောင်းလို့ဖြစ်သွားပြီဘောင်းလို့ဖြစ်သွားပြီဆိုရင်တဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီကောင်ကတ်ထားဒီကောင်ထားလိုက်တော့ကျွန်တော်လည်းစမ်းကြည့်မှာပေါ့နော်စမ်းကြည့်မယ်ဆိုရင်မီးတီးပေါ့နော်လိုက်ပြီးကောင်တွေကဘိုးတွေကအများကြီးသုံးတယ်အဲ့ဒါကိုကျွန်တော် DC မှာထားပြီးတော့ဒီကောင်လက်နဲ့တော့မကင်နဲ့နော်ဓာတ်လိုက်တယ်တရားပဲနော်ဒီမှာစမ်းကြည့်ဟုတ်လားကျိုးလွတ်နေလို့ဟောမှာ DC 150လောက်ရှိတယ်ပေါ့နော်ဒီကောင်ကိုပြန်ဖြုတ်ပါတော့ကောင်းတယ်ပေါ့နော်ကောင်းတယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ product လေးလုပ်ကြမှာပေါ့နော်အလွယ်ပေါ့ product လေးလုပ်ပြီးတော့ဒါလေးတွေထည့်မိကြုံပိုက်ကလေးတော့ဗာပြန်လောက်ရမယ်ဆိုတော့ဖုံးပြန်ဖုံးဖောက်လိုက်တော့ဖောက်လိုက်ပြီးရင်ဒီလိုထက်မယ်နောက်ကပရော့တာပေါ့မီတာပရော့တာအဟောင်းလေးကျွန်တော်ရှာတွေ့တာနဲ့ဒီအရေးရတယ်ဆန်းလို့လွယ်တာနဲ့ဆိုတော့ကျွန်တော်လည်းအထင်းစီနဲ့ကျွေးမယ်ကျွေးပြီးတော့ခဲဆော်ဘယ်ကိုလဲခဲဆော်အနက်ကိုခဲဆော်အပေါင်းကိုခဲဆော်အနှုတ်ကိုခဲဆော်နောက်ဒီကောင်ဝက်အများကြီးနဲ့မဆန်တော့ဝက်အသေးလေးနဲ့မသုံးရတယ်ဒီကောင်ဆိုဘယ်လောက်ရှိမှာလဲ5 watt လောက်ရှိပါဘောနော်ကြည့်ကျင်တဲ့လူတွေအတွက်အဲဆိုရင်ဒါနော်ဒါလေးကမိကြုံဘက်ကလေးကလေးဓာတ်လိုက်တယ် DC ပိုအများကြီးလို့ထဲမယ်ဒီဘက်ထည့်ပြီးရင်ကျွန်တော်တို့စမ်း
နော်ကျွန်တော်ဒီမှာ product ရောက်လာပြီနော်ဒီပြလက်ထိုးလိုက် product ရပြီတဲ့ဆိုတော့မီးသီးပြားလေးတွေစမ်းကြည့်ရပြီနော်သူကလိုတလောက်ဖို့လေးပဲထုတ်ပေးတယ်ဒီကောင်းရဲ့သဘောကမီးတီးလေးနှလုံးလွယ်လင်းဒါလွယ်လေးပဲနော်ဒါလေးကဒါပတ်စံလည်းမကုန်ဘူးမီးလည်းစမ်းလို့ရတယ်ပေါ့နော်ဒါတို့တရားမီးတီးနဲ့ပဲလူပြန်စမ်းဒါအလေးဖုံးမှာဒါတိတ်နဲ့ပန်းလိုက်ရမယ်နော်ကျွန်တော်မီးတီးအကျွန်းတွေရထားတယ်ကျွန်တော်စမ်းပြကျွန်းတယ်တောင်းလာတယ်ကျွန်းတယ်နှလုံးတွဲတွေနော်ဒါပေမဲ့ဘိုးကိုသိကျင်လို့ရှိရင်တော့ကျွန်တော်တို့ကဒီတစ်ဆန်လားနှစ်ဆန်လားဆိုတော့ကြည့်ရမယ်နော်ကျွန်းတယ်ဟိုသိကျင်တော့ဒီထဲမှာကျွန်တော်ပြရဆိုမီဒီတစ်ဆန်လားနှစ်ဆန်လားပေါ့နော်အဲ့တော့အရေးကြီးအတွဲလိုက်ကတော့လင်းမှာမဟုတ်တော့သူအတွဲလိုက်လည်းစမ်းလို့ရတယ်သူကတွဲလိုက်ဆိုလို့ရှိရင်တပေါင်းတို့မှာတော့မလင်းဘူးဒါဆိုအတွဲလိုက်ပါနော်အတွဲလိုက်ကောင်းလားမကောင်းလားပေါ့နော်ဒါဆိုမလင်းဘူးနော်ဒီကောင်တော့အတွဲလိုက်ကောင်းသေးတယ်ဒါဆိုလို့ရှိရင် LED မီဒီကိုစမ်းလို့ရပြီပေါ့နော် LED မီဒီစမ်းလို့ရပြီပေါ့ဒါ LED မီဒီစမ်းဖို့အတွက်ဒါလဲအပြစိန်နော်စိန်လေးစိန်နေပြားတွေနီးတွေဒါဆိုလို့ရှိရင်ဘယ်လိုပြောဒါလေးကခဏစမ်းလို့ရတယ်ဗောနော်မစ္စတာလေးအဲဆိုမီဒီအကျွန်းလေးဗောနော်ဘယ်လုံးကျွန်းနေလဲဆိုတော့ကျွန်တော်စမ်းလို့ရအောင်ဒီအရာကျွန်းအဆန်အမဲလေးတွေကျွန်းပေါ့ဒီလိုမတည့်ဘူးဆိုရင်ဒီလိုပြန်စမ်းဒါဆိုမိန်ကျွန်းကျွန်းဒါဆိုချွတ်လို့ပဲရတော့မိန်ကျွန်းကျွန်းကောင်းတယ်နော်ကောင်းတယ်မိန်ကျွန်းကျွန်းတာလည်းရှိသေးတယ်လင်းထိတ်မတောက်ဘူးရဒီလုံးလေးဆိုကျွန်းတယ်နော်မိန်လေးပဲလင်းအဲဆို LED tester ပဲလေအဲ့ဘယ်လောက်ရှိလို့5 watt ချုပ်ကလေးနဲ့ပါကောင်းလေးကဘာကြီးစမ်းလို့ရသေးလဲဆိုတော့စမ်းလို့မီဒီအပြအလွတ်တယ်နော်စမ်းတာဗောနော်ကောင်းမကောင်းအဲဆိုရပြီလင်းတာမလင်းတာအကောင်းတာမကောင်းတာကျွန်တော်စမ်းရုံလေးပဲရနော်မီဒီစမ်းအကျိုးပြရဆိုတော့supply နဲ့ဆိုတော့ဒီမှာဘိုးတော့မချိန်ရတော့ဘူးtester လုပ်လို့ရတော့ဒီကောင်ဆိုရင်ဒါ AC CD ခုနကမီဒီတွေပေးတယ်လေမီဒီလေးစမ်းလို့ရပါတော့ဒီအစုပ်ထဲကလည်းကိုချွတ်ယူခြင်းတဲ့ဟာလည်းရတယ်ဟိုပေါင်းလို့ရေးထားတဲ့ဟာလို့ဆိုမတလုံးချင်းစမ်းလို့ရတယ်နော်ကောင်းလိုတလောက်ပဲတော့မီးထွက်တာဒါဆိုဒီတက်စာ3ဝင်တယ်နော်ဒါမှမီဒီအဟောင်းလေးကနေပြီးတော့ချွတ်ပြီးတော့ဒီနေရာမှာကိုကအချွန်လေးတွေကိုကြိုက်တဲ့အချွန်သုံးပါနော်
ကော်လေးတွေ flame လေးတွေကော်ဘက်ကလေးနဲ့ခံပြီးတော့သုံးပါနော်ဒါဆိုရင်ရနော်လောက်မှမရှိ5 watt ချုပ်ကလေးနဲ့ကျွန်တော်လုပ်တာလောက်ရှိဘူးဒီမှာလေ5 watt ချုပ်ကလေးနဲ့ဒါတိတ်လေးပတ်လိုက်ရင်ပြီးသွားပြီနော်ဒါလေးဆိုဒါ tester လေးဖြစ်သွားပြီဒါလေးနဲ့စမ်း5 watt ချုပ်ကလေးနဲ့ပြီးသွားပြီအဲ့ဒီ tester ပေါ့လွယ်ပါတယ်ဒါ product အဟောင်းလေးနဲ့ကျွန်တော်အသုံးလို့စမ်းလိုက်တယ်မီဒီတွေလိုက်တိုင်းကျင်လို့ပေါ့နော်ဒါဟိုကချုပ်ကတော့အသေးလောက်နဲ့ပဲလုပ်ပေါ့နော်စမ်းလို့ရအောင်ချုပ်5 watt တို့8 watt တို့လောက်တော့ပဲကို tester စမ်းတာဒါလေးတွေသိထားတော့မစိုးဘူးရပြီနော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကိုကြီးရဆွေ3 ချက်စလုံးမှာနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်